ပြောပါနော်အားမနာဒီဆရာကျွန်တော်ချက်အောင်မေးဟုတ်ကျွန်တော်ကားမောင်းတာပေါ့ကားမောင်းတာကုန်ကားမောင်းတော့ဆရာရဲ့ဟိုအဲ့ဝတ်သားစားမရစမောင်းတော့ကျွန်တော်ကအဲ့ဝတ်သားတို့လူတွေစားလိုက်တယ်ဆရာရဲ့ဘေးကမထွက်ဘူးဟုတ်အဲ့ကဆက်နှိုးလို့မရဘူးနောက်ကချိန်ပြလိုက်ရနောက်နေ့ပြန်ထွက်အဲ့ကဝတ်သားမစားမဲ့ထွက်လို့ရအဲ့လမ်းခီးမှာလေဆရာရဲ့ဟိုဘယ်လိုဖြစ်လဲဆိုဒီခီးတဲ့ကြောက်ကဟိုဝတ်သားတွေတင်လာတော့ပါလို့ဆိုရင်အဲ့ကအဲ့ဒါတွေရက်လုံးဝနှိုးလို့မရဘူးသားဒါပေမဲ့သူကဘာဖြစ်လဲဆိုတော့ဝတ်သားနဲ့တင်ကြတယ်ဝတ်အကောင်တွေတော့တင်လို့ရကျွန်တော်အကောင်20အစိတ်တော့တင်မှုတယ်ကုန်ကားတော့ဒါလည်းကျွန်တော်တင်လို့ရတယ်ဝတ်သားကြတော့ဟိုဘယ်လိုခေါ်လဲတင်လိုက်တဲ့ကားပြက်အကောင်လို့ဆရာအဲ့ line ထွက်သွားတယ်လမ်းတွေအဲ့တာယာအသစ်ကြီးတွေတစ်လုံးလေးကိုပေါက်အဲ့တစ်လုံးလေးအသစ်ကြီးတစ်လုံးလေးပေါက်သုံးကလာပေါက်တော့မနေ့မိုးလင်းထွက်တဲ့ကား8နိုင်လောက်ရောက်တယ်ဆရာ6လောက်တော့ကညနေမိုးကျုံးကရန်ကုန်ရောက်အဲ့လိုတွေဖြစ်တိုက်ဆိုင်မှုမဟုတ်တော့အဲ့လိုတွေဖြစ်နေတဲ့ကရောကျွန်တော်လည်းအဲ့ကားစမောင်းနေရပါဘူးအခုအနှစ်30လောက်နေဝတ်သားကိုပြတ်သွားပြီဖြစ်သွားတာအဲ့ကျွန်တော်တကယ်ကြီးတယောက်ကြတော့လေအဲ့လိုပဲသူလည်းသူလည်းဝတ်သားစားရင်အဲ့ကားပြက်လမ်းပါနောက်တော့သူဘာဖြစ်လဲဆိုတော့သူအဲ့ပြက်တဲ့ကောင်ကိုရောင်းလိုက်ရောင်းပြီးတော့ကားတစ်စီးသွားဝယ်ကန်ကြီးကငွေချင်းကနေကြာကြောသူထမင်းဆိုင်သွားဝတ်သားဟင်းနဲ့ထမင်းကောက်စားပြီးတော့သူကအဲ့ကောင်ကိုကောက်ဝယ်လာအခုချိန်ကြီးသူကအဲ့ဝတ်သားဆိုင်အဲ့ကောင်မောအဲ့ကောင်မပြတ်ဘူးမပြတ်ဘူးဟောစဝယ်တဲ့နေ့တော့ငွေချင်းကန်ကြီးတော့ဝတ်သားဟင်းနဲ့သွားစားလိုက်ထမင်းဆိုင်စားပြီးအဲ့ကောင်သူမောင်းတာအခုချိန်ကြီးမပြတ်ဘူးကျွန်တော်ကြတော့အဲ့လိုပြောတော့ဝတ်အကောင်လည်းတင်လို့ရတယ်အဲ့ဝတ်သားလေးနည်းနည်းလေးဒရုစားလိုက်တာနဲ့အဲ့ကလုံးဝမောင်းရအဲ့နိုင်အဲ့ဒါဆရာကိုဘယ်လိုကြောင်းကားဝယ်တော့ဟိုမီဒီမီလေးအပ်တာပါလားလုပ်သေးလားအဲ့ငုံနေပါဗျာကျွန်တော်တို့ချွတ်ညောင်းမင်းပြတာတော့ရှိတယ်အဲ့ဒါလေးကြအဲ့ဒါလေးကျွန်တော်သိတယ်ဗျာအဲ့ဒါလေးကြောင်းဒါပေမဲ့အဓိကတော့လမ်းလေးလို့ဒီမကအဲ့လိုကျွန်တော်တကယ်ကြတော့အဲ့လိုပေါ့ကားမဝင်မချင်းဘူးတော့ဝတ်သားနဲ့စားပြီးတော့ကိုချီတယ်ချီပြီးတော့ဝတ်သားကြီးပဲကြိုင်အဲ့လိုဆိုတော့လေဒါဘယ်လိုကွာလဲအဲ့ဒီကြီးတော့ပြောပါဦးအဲ့နည်းနည်းရေးကြည့်ပါဒါမလေးလို့ပဲချင်းအဲ့ဒါတော့ဘာကောင်းလဲတင်လို့ရတယ်ဆရာကျွန်တော်မြင်ရပုဂ္ဂိုလ်ကြီးရှိတယ်နော်ရှိတယ်တော်ရှိတယ်မြင်ရပုဂ္ဂိုလ်မြင်ရပုဂ္ဂိုလ်ရှိတယ်တော်ရှိတယ်ပြောလို့မရကျွန်တော်ပိန်လေးပိုင်းသမုတ်မယ်ဆိုလို့ရှိရင်အောက်မှာဒီဟိုမှာကျွန်တော်ပိန်လေးပုံကြရပိတ်တာတော့ပါဆိုလုံးဝလုံးလို့မရဘူးဤသာသမာဓိရှိတဲ့ပုဂ္ဂိုလ်နဲ့တွားမှာမေတ္တာလေးပုဂ္ဂိုလ်နဲ့ချမ်းသာရှိတယ်မြင်ပုဂ္ဂိုလ်ရှိမရှိမှုရှိမကြုံဘူးလေကျွန်တော်တို့တကယ်ချင်းတယ်ဘယ်လိုဖြစ်အဖြစ်ပေးနေလဲဘယ်လိုဖြစ်ပေးနေလဲဟမ်ဘယ်လိုဖြစ်ပေးနေလဲလောကီမှာရှိတယ်မြင်ပုဂ္ဂိုလ်ရှိတယ်မြင်ရတဲ့ပုဂ္ဂိုလ်တွေကြောင့်ပေါ့ကြောင့်ရှိအဲ့ဒါကြတော့သူကုစားလို့ရမယ့်ဟာလူလန်ကိုရှိတယ်ဘုရားမှာပါဟောဒါပဲအဲ့ပြောပါဆရာကျွန်တော်တကယ်ချင်းကြောက်ရှိတယ်သူ့ရဲ့သမီးလေးကဟိုရန်ကုန်မှာအလုပ်ဆင်းတယ်ပေါ့အလုပ်ဆင်းတယ်ပေါ့အလုပ်ဆင်းတော့တခါကျတော့ကျွန်တော်တကယ်ချင်းနဲ့ပြောတယ်တရားအောင်လို့ရောမှာကွာလို့ဝတ်သားကောင်းအောင်မစားဘူးလို့ဟိုမှာတော့3နှစ်သားဆို3နှစ်သားအသားကြီးပဲဆိုအသားကြီးပဲပေါ့ရန်ကုန်မှာတော့စားလို့ရတယ်လို့အဲ့ဒါလို့တခါငါသမီးရန်ကုန်ကပြန်လာတယ်ကွာလို့အခါကြီးကြီးနဲ့ချုပ်ပြီးတော့အဲ့မှာစားမလို့ဈေးပိတ်တာနဲ့ဗာနဲ့အဲ့မှာကလေးတွေဝတ်သားချက်ကျွေးနေတာမကျွေးအောင်ကွာလို့အဲ့လိုစကားလေးပြောလိုက်ပြီပြောလိုက်ပြီးတော့တကယ်ရပါပဲမလို့ဆိုတော့သူ့သမီးရန်ကုန်မှာအလုပ်ကနေပြန်တဲ့နေ့တိုင်းအသွားတယ်လို့တာဟုတ်ပြန်လို့ရှိရင်တဲ့ဝယ်လာခဲ့ခိုင်းလိုက်ပဲတဲ့တကယ်ချင်းမင်းဝယ်ချင်တဲ့နေ့ကိုကျူတော့လိုက်တဲ့အဲ့လိုပြောချင်တာကရန်ကုန်နဲ့ဆောင်းတော့ဝတ်သားဟိုအတဲယူရှိကကားတွေလေအဲ့ဒါတကယ်ချင်းကိုလည်းပြောတာလေတို့လည်းအဲ့လိုပဲမှားစားနေတာပဲဒီကဒါပေမဲ့အဲ့ကားလေးမပြတ်ဘူးမဟုတ်လားအဲ့တော့သူ့သမီးလေးပြန်လက်ကတော့အမြဲတမ်းဒီကားကြီးတော့ဟုတ်ချင်မှာဟုတ်မှာပေါ့နော်ကားမျိုးရှိကြကြမှာလည်းအဲ့လိုပဲတချို့ကနေဝတ်သားတို့ထိုးရောင်းတဲ့လူတွေရှိတယ်ဝတ်သားတို့ကြီးရရောင်းတဲ့လူဆိုရှင်သူကဝတ်သားနဲ့လောက်ချင်မှာလောက်မှာပေါ့အဲ့ခါကျတော့ဒီနေ့ရောင်တော်ကနေယူလာလို့ရန်ကုန်ကနေယူလာလို့စတဲ့ဒီဝတ်သားကိုအကောင်လိုက်မဟုတ်တဲ့အသားကိုဟိုကုံသွဲမှုဝယ်ယူရှိကြတာပေါ့ဒါမှမဟုတ်အဲ့ကားလေးမပြတ်ပါဘူးတကယ်လို့ပြတ်ခဲ့ဦးမှလို့ရှိရင်ဒီဝတ်သားတွေဆောင်းတော့ရောက်လာတာကြောင့်မရှိဘူးပေါ့နော်အဲ့တော့ဒါတွေကတိုက်ဆိုင်မှုပေါ့များစွာတွေကတစ်ခုပေါ့ဒီလိုပဲပြောချင်ပါလေဒီဘက်မှာတော့ဥပဒေကမထားနဲ့ဟုတ်နောက်ပြီးတော့ဒီနောက်ပိုင်းပေါ့ဘယ်ကားပဲဝယ်ပေါ့အဲ့ရှင်ကြောင့်ပဲအတားတို့မင်းကြီးမင်းလေးအတားတို့ဘာညာဆိုတဲ့မမြင်ရတဲ့ပရလောကတစ်ခုခုနဲ့ပတ်သက်ဆက်နွယ်မှုဘာမှမလုပ်ဘူးဒါစိတ်ကိုရှင်းရှင်းလေးထားဟုတ်အိမ်မှာဆိုလို့ရှိရင်ဘာမှမရှိဟုတ်ပုံတရားစာမရှိတာဟုတ်
ဦးဒီရဆာမရှိပြောပြမယ်ခုနကတော့ကြော်ပြီးတော့အိမ်မှာဦးဒီနှစ်ကွာမရှိဘူးဦးဒီနှစ်ကွာမရှိတော့တော်ကြီးအပြူဘွားတော့မှာတော်ကြီးဆိုတာအမေရဲ့အမချင်းရှင်းမလဲတော်သုံးလားမှာတော်ကြီးအပြူဘွားတော့မှာဘယ်လိုပြောမှဆိုတော့မီးရပေမီးရ6ပြောမှာပေါ့ဒီခေတ်ဆိုလို့ရှိရင်တော့စိတ်ကူလို့မတူစိတ်မတွေ့ဘူးပေါ့စိတ်မတွေ့တဲ့ခါကျတော့သူ့ဟိုတဲ့ဖွားဖွားကြီးနာမည်တော်တင်းနိုင်လို့ခေါ်တယ်တော်ကြီးရဲ့အမေပေါ့တော်တင်းနိုင်ကိုသူ့ရဲ့ဘေးကဟိုတဲ့ခေကြီးချင်းတွေကမတင်းနိုင်ရဲ့တဲ့အိုဒီတစ်လုံးလေး3ရက်ဟိုတဲ့30ရှိတာ3ချက်3ချက် အိုဒီတစ်လုံးလေး3ချက်ရှိတာတဲ့အိမ်လေးခေကြီးပိုးလိုက်ပါလားတဲ့3ချက်ထဲနဲ့ဟဲတဲ့ဟုတ်လို့ရှိရင်နင်းသမီးကောင်းသွားလဲအမြတ်ပေါ့မဟုတ်လဲ3ချက်နဲ့ဘာဖြစ်မှာလဲဆိုတော့အဲ့ဒါကောက်တင်လိုက်တာရိုးရမရှိဘူးဟုတ်ရိုးရမရှိဘဲနဲ့ခေါင်းရောအခန့်သားသွားရောက်လာဟုတ်အဲ့တော့ဒီရိုးရတွေကလည်းတော်တော်စဉ်းစားကြည့်လို့ရှိရင်လေမော်ဒန်နဲ့ဆိုတော့လည်းပဲပကံခစ်ဆိုတာဟိုနင်းလေးပဲလှမ်းကြည့်ရင်နေတွေကဟုတ်ဘာမှရှေးရိုးရအစင်လာဆိုတာဟုတ်ကိုမဟုတ်ဘူးတမိုင်းနဲ့ကြည့်မှဆိုလို့ရှိရင်မျက်စိတစ်မိတ်စာပဲရှိတယ်ဟုတ်ပကံခစ်ဆိုတာလေဟုတ်တော့ပဲဒီရိုးရမှာမလို့ရှိရင်ဒီအိုသီးမမတင်လို့ရှိရင်ပဲကြောက်တရားကြီးတွေဟိုလူတိုင်းကိုပြန်မိုးနေတာလေတကယ်တော့အဲ့ဒါမဟုတ်ဘူးဖြစ်လားဟုတ်တော့ရိုးရတိုင်းရိုးရတိုင်းရတယ်ပဲတကယ်ရှိတဲ့ရိုးရမဟုတ်ပဲတဲ့အဲ့တဲ့ကနေပြီးတော့ action ဖြစ်သွားတဲ့ရိုးရတွေကြားအဲ့တော့အဲ့မှာကျွန်တော်တို့အိမ်မှာဖုန်းသီးရောက်အောင်ဖုန်းသီးရောက်လာပြီးတော့နောက်တော့သူ့အတူချိန်တယ်တော့ကောင်းကောင်းပေါ့အဲ့မလေးကိုမေးကြည့်တော့သူတို့ကျောင်းဆရာတဲ့ဆရာလေးကိုမြတ်ကျော်တဲ့ဆရာလေးကိုမြတ်ကျော်ရတဲ့ဟိုကမွန်ချင်ကျွဲကျန်တဲ့ထညက်လေးကိုကျုပ်ပြီးတော့တက်လိုက်တာတဲ့အဲ့တော့ဝဲတိုက်ရင်လည်းလေးပိုင်းတက်ပြီးတော့အဲ့အစားသောက်တွေပြန်ဝင်ပြီးတော့ကောင်းသွားတယ်လို့ပြောတယ်အုံးဒီကိုလို့ကောင်းတယ်လို့နာမည်မထွက်ဘူးဆရာလေးကိုမြတ်ကျော်ကောင်းတယ်လို့ပြောတယ်အဲ့ဒါနဲ့အဲ့ရိုးရအိမ်မှာရှိနေတယ်နောက်တော့တော်ကြီးကဟိုနေပေါ့ဟိုအိမ်တော်ကြပြီးကလေးမမွေးခင်ပေါ့ကလေးမရခင်သူတို့အုံးစင်ကတက်တာအုံးဆိုင်တက်တာအုံးဆိုင်ကိုဟိုတခါလဲကောက်ဖြုတ်ချအုံးဒီပါကောက်ခွဲတက်တာအုံးဆိုင်လဲဒါနဲ့ပုတ်ခွဲပြီးတော့ထဲမှာစိုက်လိုက်ဟွာတဲ့တလုံးမရှိတဲ့ရိုးရတဲ့အဲ့ရိုးရငါမထားတော့ဘူးတဲ့ငါစွန့်နေဆိုတော့ခါတဲ့အဲ့အုံးဒီကိုပုတ်ခွဲပြီးတော့အုံးဆိုင်မှာဝိဆိုင်လိုက်တင်းဆိုင်လိုက်အဲ့လိုနဲ့နေလာခဲ့ပြီးတော့ဘယ်အချိန်မှပြန်ပြီးခေါင်းရည်ပြန်ရောက်လာတယ်ဆိုသိလားကလေးမွေးတဲ့အချိန်မှပြန်ရောက်လာကလေးလည်းမွေးလာငါရိုးရအောင်ငါဒီလိုလုပ်ထားဘူးလေငါကလေးတွေအန်ရဖြစ်မှာဆိုလို့ဆိုတော့မရှိတဲ့ရိုးရအောင်ပြန်တင်မယ်အောင်ပြန်လက်တင်လဲပြောဒီနေ့ထိအဲ့ဒီပါရှိအဲ့အုံသီးကိုအမြဲတမ်းလိုက်ကယူဖွင့်လိုက်တော်ကြီးတော့ပြောနေတာကတိုက်ဆိုင်မှုလို့ပြောနေတာဒီမေးတယ်မေးဖို့အဲ့ဒါအဲ့ကြောင်ရအဲ့လိုဖြစ်တာတိုက်ဆိုင်နေရအဲ့ဒါတွေဟာလေဝတ်ကြတယ်အဲ့လိုဝတ်3-4တယ်ပေါ့အကောင်လိုက်ပုံကားနဲ့ပိတ်နေအဲ့ဒါကျတော့မပြတ်ဘူးအဲ့ဒါတဲ့ပေါ့စဉ်းစားကြည့်အသက်ရှိတဲ့ကောင်တင်တော့ဘာမှဖြစ်ဘူးအသားတင်မှဖြစ်တယ်အဲ့ကြီးတဲ့တရားရောက်တော့အဲ့လိုပေါ့ဘုံလေးနဲ့ကျွန်တော်ရက်သွားတော့ကားအကောင်းကြီးမောင်းလာတယ်ရက်သွားတာလည်းကျွန်တော်မသိကားလို့ဆင်းတော့အဲ့နောက်ကလမ်းတက်တဲ့ခီးတွေဆိုဒီပြောဟုတ်တယ်အဲ့လိုဘုံလေးနဲ့ထည့်တာပေါ့သားလေးအဲ့ဒါသူ့ကိုချပြီးတော့အဲ့တိုင်းပဲခါတော့ကားဘာမှမလုပ်တနိုင်တော့လည်းပြန်လို့ကားတန်းလို့ပဲဆက်အဲ့လိုဖြစ်ဒီတောင်းဆုံးอ่ะဒီလောကနဲ့လေဟုတ်စိတ်ထဲမှာလုံးဝဖြတ်တော့တာဟိုအိမ်မှာဆိုတော့ဘောင်တော့လည်းမလုပ်ဘူးချင်းပါကြလေဒီလောကနဲ့ဘာမှမလုပ်တာဘာလို့ဘာမှမလုပ်ဘူးကိုဝင်ထားတဲ့ခိုင်းတော်မှာအကုန်စွန့်ပလိုက်တာပြီးတော့နောက်ခုဒီဗုဒ္ဓဘာသာတော့တာမန်အဖြစ်တော့ဟုတ်တယ်ဗုဒ္ဓဘာသာကိုလည်းပဲနာမည်ခံလို့ပဲသတ်မှတ်ထားတယ်ဗုဒ္ဓဘာသာအစွဲမရှိဘူးဟိုတရားစခန်းတွေဝင်တယ်ရိတ်တာအစွဲမရှိဘူးဘာမှအစွဲမထားပဲနဲ့ဟိုသူတော်ကောင်းတရားဆိုတာကလေအစွဲမရှိပဲကျင့်လို့ရအစွဲမရှိပဲကျင့်မှသူတော်ကောင်းတရားစစ်